Hello ရှင်ပါဒီနေ့မှာတော့ Aloha Blind Box Tower ကပုတ်ပေးထားတဲ့ blind box လေးကိုဖောက်ပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံး voice cover ထည့်ရမလို့အဆင်မပြေရလေးရှိရင်လည်းတိခန့်ပြီးနားထောင်ပေးကြပါအောင်ရှင်သူစိတ်ရှိရှိနဲ့ဖြဲနေပါတယ်ဖြဲပါတယ်သူဆက်ပြီးဖြဲနေပါတယ်နောက်ဆုံးတော့ရသွားပါပြီယာနောက်ဆုံးတော့ပွင့်သွားပါပြီအိပ်ပါဒါလေးကတော့အားလုံးသိကြတဲ့အတိုင်းပဲ trend ဖြစ်နေတဲ့ Yoki Ocean Baby Blind Box လေးပဲဖြစ်ပါတယ်ဒါဆိုရှင်းနဲ့အတူတူလိုက်ဖောက်ကြည့်ရအောင်ဒါကတော့အရန်ကိုစိတ်ရှိရှိနဲ့ဖောက်နေတဲ့ကျမပါဟောနှလုံးသားလေးတစ်စုံပြုတ်ကျသွားပါပြီကြားရင်းနဲ့ကိုထပ်ပြုတ်ကြပါတယ်ဒီထဲမှာဆိုရင်တော့ပန်းရောင်လေးလဲလိုချင်တယ်ပြီးရင်အပြာရောင်လေးလဲလိုချင်ပါတယ်အပြာကတော့ကျမရဲ့အကြိုက်ဆုံးရောင်ပါပြီးရင်အဝါရောင်လေးလဲလိုချင်ပါတယ်သုံးခုတည်းတစ်ခုပေါက်ရင်တော့ကျမအရန်ပျော်မိမှာပါဒါတော့ကျမပထမဆုံး blind box ဖောက်တာမလို့ဘယ်ကနေဖောက်လို့ဖောက်ရမှန်းမသိဖြစ်နေရပါအဲ့တော့ကျမတွေ့ရနေရတွေဖောက်လိုက်ပါတယ်အဲ့မှာပြောအောင်မယ်တိလားကျမရဲ့ဘဝလေးဘလောက်တောင်ကံမကောင်းလဲဆိုတော့ဘူးထဲမှာပါနေရဲ့အဲ့ဒီစက်ကူအပိုင်းအစာလေးကျမကက်ကလေးမှတ်ပြီးရှင်တို့ပြနေရပဲဖြစ်ပါတယ်ကဲကျမစဖောက်ပါတော့မယ်ရှင်ဟာဖြူရောင်လေးရသွားပါရဲ့ရှင်ဖြူဖြူဖွေးဖွေးလေးနဲ့ snowball လေးနဲ့တူပါတယ်လိုချင်တဲ့အရောင်လေးများခဲ့ပေမဲ့လည်းဖြူလေးနဲ့ဖြည့်သိမ်းလိုက်ရပါတယ်ဒီလိုချစ်ဖို့ကောင်းပြီးဈေးတန်တန်တဲ့ blind box လေးတွေကိုမှာယူခြင်းနဲ့ဆိုရင်တော့ Aloha Blind Box Tower မှာမှာယူလို့ရပါရဲ့ရှင်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်ကဲအားလုံးပဲဘိုင်ဘိုင်ပါ